EPO မှာအဓိကအာနိသင်ထိရောက်တာက GLA ဖြစ်ပါတယ်။ကျမတို့အမျိုးသမီးတွေကခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီလာခံနေရင်ကြုံရတတ်တဲ့ PMS ဝေဒနာတွေကိုခံစားကြရပါတယ်။သွေးဆုံးခါနီးမှာလည်းကြုံရတဲ့သွေးဆုံးခါဝေဒနာတွေဖြစ်တဲ့ menopausal syndrome တွေကိုရင်ဆိုင်ကြရပါတယ်။ဒီဝေဒနာတွေကိုသက်သာစေဖို့ရာအတွက်သဘာဝကပေးတဲ့လက်ဆောင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ evening primrose wine လို့ခေါ်တဲ့ EPO ဖြစ်ပါတယ်။ EPO နဲ့ပတ်သက်ရင်အမျိုးသမီးတို့အနေနဲ့စိတ်ဝင်စားမှုမြင့်တယ်လို့တောက်သုံးနေကြရတဲ့သူတွေလည်းများတဲ့အတွက်ကြောင့်ဈေးကွက်ထဲမှာရှိတဲ့ EPO တိုင်းကအာနိသင်တူရဲ့လားဘယ် product ကိုဘယ်လိုရွေးချယ်ကြမလဲ EPO ကိုဘယ်လိုတောက်သုံးကြမလဲဆိုတာတွေကိုတောက်သုံးနေရတဲ့အမျိုးသမီးတွေအတွက်တေချာနားလည်စေဖို့ရှင်းပြပေးခြင်းပါတယ်။ကျွန်မကတော့လက်ရည်ဖြိုးဝေပါ pharmacist တူဖြစ်ပါတယ်ရှင်။ရာသီလာခံဒီအချိန်တွေမှာကျမတို့မျိုးသမီးတွေအနေနဲ့စိတ်အပြောင်းလဲများတဲ့အတွက်ကြောင့်ဒါစိတ်အတက်ကြဖြစ်တဲ့အတွက်ကြောင့်စိတ်တိုးလွယ်တယ်ဝမ်းနည်းလွယ်တယ်နောက်ဘိုက်အောင့်တဲ့ဝေဒနာတွေလည်းခံစားကြရတယ်ဒါအပြင်ရင်သားနာကျင်တင်းရင်းတဲ့ဝေဒနာတွေကိုလည်းခံစားကြရပါတယ်ဒါတွေကဟော်မုန်းမမျှတမှုကြောင့်ဆိုတာအပြင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ essential fatty acid တွေမမျှတတဲ့အတွက်ကြောင့်လည်းပါဝင်ပါတယ်EPO တောက်သုံးပေးခြင်းကဒီမမျှတမှုကိုပြန်လည်ထိန်းညှိပေးတဲ့အတွက်ဝေဒနာတွေကိုတိတိတတ်တာလေးသက်သာစေနိုင်ပါတယ်။သွေးဆုံးခါနီးဝေဒနာတွေဖြစ်တဲ့ menopausal syndrome တွေကိုလည်းခံစားကြရပါတယ်။ဒီနေရာမှာအဆိုးဆုံးကတော့ရုတ်တရက်အပူအေးမမျှပဲနဲ့ရင်ဘတ်နဲ့မျက်နှာမှာရှိန်နဲ့ဖိန်နဲ့အပူတွေတက်လာတာမျိုးတွေနောက်ညဘက်ချွေးပြန်တာမျိုးတွေခံစားကြရပါတယ်။ EPO ကဒီဝေဒနာရဲ့ပြင်းထန်မှုကိုရှော့ချပေးနိုင်တဲ့အတွက်ကြောင့်ဒီဝေဒနာတွေကိုတိတိတတ်တာလေးသက်သာစေတယ်လို့ဆိုရပါတယ်။အဝါရောင်ပန်းပွင့်ရဲ့အဆစ်ကနေထုတ်ထားတဲ့အဆီတစ်မျိုးပါ။သူ့ထဲမှာကတော့ linolenic acid နဲ့ gamma linolenic acid တို့ပါဝင်ပါတယ်။ဒါတွေက omega 6 fatty acid အုပ်စုဝင်တွေဖြစ်ပါတယ်။ EPO မှာအဓိကအာနိသင်ထိရောက်တာက GLA ဖြစ်ပါတယ်။ဒါကြောင့် EPO product တွေကိုဝယ်ယူတဲ့အခါမှာ EPO ဘယ်လောက်ပါတယ်လဲဆိုတာကိုကြည့်ရမှာမဟုတ်ပါဘူး။ GLA မီလီဂရမ်ဘယ်လောက်ပါဝင်သလဲဆိုတာကိုအဓိကထားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။ GLA ဆိုတာကတော့ gamma linolenic acid ဖြစ်ပါတယ်။သူကတော့ omega 6 fatty acid အုပ်စုဝင်ပါ။ GLA ရဲ့ထူးခြားချက်ကတခြား omega 6 fatty acid အုပ်စုဝင်တွေနဲ့မတူဘဲနဲ့ GLA ကိုတောက်သုံးလိုက်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာ prostaglandin E1 လို့ခေါ်တဲ့ရောင်ရမ်းမှုကိုကျစေတဲ့ဓာတ်ပေါင်းဖြစ်ပြောင်းလဲသွားပါတယ်။ဒီထူးခြားချက်ကြောင့်ပဲရင်သားနာကျင်တင်းရင်းနာတွေရေပြားရရနာတွေကိုတက်တာစေတာဖြစ်ပါတယ်။ဒါကြောင့် EPO product တွေကိုဝယ်ယူမယ်ဆိုရင်ကျွန်မအခုပြောပြမယ်အချက်လေးတွေကိုသေချာတိုက်ဆိုင်စစ်ဆေးပြီးတော့ဝယ်ယူစေချင်ပါတယ်။နံပါတ်1ကတော့ EPO မှာပါဝင်တဲ့ GLA content ကိုသိရှိဖို့လိုအပ်ပါတယ်။စံနှုန်းသတ်မှတ်ချက်တွေအရ GLA ပါဝင်မှုက 9% ကနေ 10% အတွင်းရှိရမှာဖြစ်ပါတယ်။ဥပမာ EPO 1000 mg မှာ GLA 100 mg ပါဝင်ဖို့လိုအပ်ပါတယ်။ဒုတိယတစ်ချက်ကတော့ product design ဖြစ်ပါတယ်။ပုံစံမျိုးစုံထုတ်လုပ်ကြတဲ့အထဲမှာအကောင်းဆုံးပုံစံကတော့ soft gel capsule ပုံစံဖြစ်ပါတယ်။ soft gel capsule ပုံစံကခန္ဓာကိုယ်ထဲမှာဆေးဆုပ်ယူမှုအာနိသင်ကိုအမြင့်ဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့ EPO ကအဆီဖြစ်တဲ့အတွက်ကြောင့်လေထုနဲ့တွေ့တဲ့အခါမှာ oxidation ဖြစ်ပြီးတော့အာနိသင်ပြက်ပြယ်သွားတတ်ပါတယ်။ soft gel capsule ကတော့ဒီ oxidation မဖြစ်အောင်လို့ကာဝယ်ပေးထားနိုင်တဲ့အတွက်ကြောင့် EPO ရဲ့အာနိသင်ကိုအပြည့်အဝရရှိစေပါတယ်။ဒါအပြင်ဆေးရဲ့အနံ့အရသာကိုဖုံးအုပ်ပေးထားနိုင်တဲ့အတွက်ကြောင့်တောက်သုံးတဲ့သူတွေအတွက်လည်းလွယ်ကူစေပါတယ်။ EPO product တွေတောက်သုံးမယ်ဆိုရင်အကောင်းဆုံးကတော့အစာစားပြီးမှတောက်ပေးရင် EPO ရဲ့အာနိသင်အကောင်းဆုံးဖြစ်ပါတယ်။ဈေးကွက်ထဲမှာရှိတဲ့ product တွေထဲမှာ EPO နဲ့ antioxidant အုပ်စုတွေပေါင်းစပ်ထုတ်လုပ်ထားတဲ့ product တစ်ခုကိုနမူနာအနေနဲ့ကျွန်မကပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့ဒီ Green Life ရဲ့ product ဖြစ်ပါတယ်။ Green Life product ရဲ့ formulation design ကိုကျွန်မသေချာလေ့လာကြည့်တဲ့အခါကျတော့ထူးခြားချက်နှစ်ချက်ကိုအဓိကသွားတွေ့ပါတယ်။ပထမတစ်ချက်ကတော့သူက double source ဖြစ်နေတာပါ။သူ့မှာက evening primrose wine ကထုတ်လုပ်ထားတဲ့ GLA အပြင် Borish wine လို့ခေါ်တဲ့ကျယ်ပန်းပွင့်အဆီကနေထုတ်လုပ်ထားတဲ့ GLA လည်းပါဝင်ပါတယ်။ EPO ကနေ GLA ပါဝင်မှုက 100 mg ဖြစ်ပြီးတော့ Borish wine ကနေ GLA ပါဝင်မှုက 13.8 mg ဖြစ်ပါတယ်။ဒီနှစ်မျိုးပေါင်းရဲ့ GLA ပါဝင်မှုကတခြား product တွေထက်ပါဝင်မှုပိုမြင့်ပြီးတော့ဒီပမာဏကစံနှုန်းနဲ့လည်းကိုက်ညီတယ်။နောက်တစ်ချက်ကကျမတို့ခုနခံစားရတဲ့ PMS ဝေဒနာတွေ menopausal syndrome တွေအရေပြားယောဂါတွေအတွက်ထိရောက်တဲ့လုံလောက်တဲ့ပမာဏဖြစ်ပါတယ်
ထူးခြားချက်နောက်တစ်ခုက antioxidant 3မျိုးတောင်မှပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ vitamin A ပါမယ် vitamin D3 ပါမယ် vitamin E 3မျိုးပါပါတယ်။ vitamin A နဲ့ vitamin D3 ပါဝင်တဲ့အတွက်ကြောင့်အမျိုးသမီးတွေအတွက်မျက်လုံးကျန်းမာရေးနဲ့အရိုးကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။နောက်ဒီ vitamin D3 ဟာပေါ့နော် hormone balance ကိုပြန်ထိန်းညှိပေးတဲ့ neurotransmitter တွေပေါ်မှာလည်းအကျိုးသက်ရောက်မှုရှိတဲ့အတွက်ဒါ PMS ဝေဒနာတွေအများကြီးသက်သာစေပါတယ်ထိရောက်မှုရှိပါတယ်။ vitamin E ကတော့ anti aging effect ကိုရစေတဲ့အတွက်ကြောင့်ဒါအရေးပြားအလှပအတွက်လည်းအများကြီးထောက်ကူဖြစ်ပါတယ်။အရေးကြီးဆုံးတစ်ချက်ကဒီ EPO လို supplement မျိုးကရေရှည်တောက်သုံးရတဲ့ product ဖြစ်ပါတယ်။ရေရှည်တောက်သုံးတဲ့အခါမှာ safety ကဦးစားပေးဖြစ်ပါတယ်။ဒီ product မှာ mention ထားတဲ့အတိုင်း gluten, dairy, နောက် artificial flavors တွေ sweeteners တွေ colors တွေမထည့်ထားတဲ့အတွက်ကြောင့်ဒါကရေရှည်တောက်သုံးမဲ့သူတွေအတွက်ဘေးကင်းတဲ့စိတ်ချရတဲ့ product တစ်ခုဖြစ်ပါတယ်။ဒီလိုကောင်းမွန်တဲ့အချက်လက်တွေအပြင် country of origin ကလည်း New Zealand နိုင်ငံဖြစ်တဲ့ GMP standard နဲ့ညီထုတ်လုပ်ထားပြီးစံချိန်စံနှုန်းတွေနဲ့ပြည့်မီတဲ့ supplement တစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်မကတော့ဒီ Green Life ရဲ့ EPO product ကို recommend လုပ်ချင်ပါတယ်။ EPO တောက်သုံးတဲ့မြို့သမီးတွေအနေနဲ့ EPO ရဲ့ကောင်းကျိုးတွေကိုခံစားရပြီးတော့ safety ကောင်းတဲ့ quality ကောင်းတဲ့ product တွေကိုရွေးချယ်ဝယ်ယူနိုင်ဖို့ဒီဗီဒီယိုလေးကနေအများကြီးထောက်ကူဖြစ်မယ်လို့ယုံကြည်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။